ဒီကောင်ကိုကျွန်တော်တို့ကအရင်တော့ဒီ69သိန်းခွဲနဲ့ကျွန်တော်ရောင်းတယ်ပေါ့နော်အရင်တော့ကျွန်တော်80ကျော်တယ်အခုဒီနောက်ပိုင်းမှာဝယ်မယ်ဆို69သိန်းခွဲရနေပြီကျွန်တော်တို့က68လောက်နဲ့ကျွန်တော်ရမှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာတော့ကျွန်တော်တို့ Power Book Electronic ကနေပြီးတော့အာမခံချက်အပြည့်အဝပေးတဲ့ဘက်ထရီတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်အားကကျွန်တော်ရှေ့မှာရှိနေတဲ့ Solibo ပါခင်ဗျ Solibo ကိုကျွန်တော်တို့ကဒီ 51.2 volt မှာ300A နဲ့လာတယ်ပေါ့နော်ဒီကောင်ကကျွန်တော်10ချောင်းလေးပြပြရင်မယ်အရင်ဆုံးဒီကောင်က Lithium cell ကိုကျွန်တော်သုံးထားပေးတယ် Light cycle ကျွန်တော်တို့က8000ပါတယ်တခြားဘက်ထရီနဲ့မတူတဲ့အချက်ပေါ့နော်နောက်တစ်ခုက DOD ရဲ့ကျွန်တော်90T ပေးထားတယ်လုံးဝ share မိုက်တယ်ဒီကောင်ကိုကျွန်တော်တို့က Power Book ကနေပြီးတော့ဘယ်လိုမျိုး after service ပေးလဲဆိုတော့ဘယ်လို inverter နဲ့ method Power Book ကနေအာမခံ after service 9နှစ်အပြည့်ရမှာပေါ့နော်ကျန်တဲ့ဟာတွေကျွန်တော်တို့က1 year after service ပေးရတာပေါ့နော်ပြီးသွားရင်ကျွန်တော်တို့အာမခံဒီ company ပေါ့နော်ဒီ Solibo ရဲ့အာမခံကလည်းကျွန်တော်တို့က9နှစ် full ရအောင်မှာပဲဖြစ်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်တို့ကတခုအားသာချက်ရှိတာဗာလဲဆိုတော့ကျွန်တော်ဒီ over digit တွေပြီးရင်ကျွန်တော်ဒီ over current တွေများသွားတာအားလုံးကိုသူကဖယ်ပေးတယ်နောက်တစ်ခုက fire integration ကပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီမီးလောင်မှုကနေကျွန်တော်ကာကွယ်ပေးတယ်တချို့တွေဆိုကျွန်တော်ဒီအထက်ထဲကနေတော့ဒီ cell တွေကိုအပူများပြီးတော့ကျွန်တော်မီးလောင်တဲ့အချိန်ကျရင်ကျွန်တော်ဒီ fire integration လေးကနေကျွန်တော်တို့ကကာကွယ်ပေးပါတယ်ခင်ဗျအဲ့ဒီအပြင်ကိုမှာ power book ကနေပြီးတော့ဝယ်မယ်ဆိုရင်ကျတော့ကျွန်တော်တို့ဈေးနှုန်းကလည်းတော်တော်များများကျွန်တော်တက်တာတယ်ပေါ့နော်ဗာလဲဆိုဒီကောင်ကိုကျွန်တော်တို့ကအရင်တော့ဒီ69သိန်းခွဲနဲ့ကျွန်တော်ရောင်းတယ်ပေါ့နော်အရင်တော့ကျွန်တော်80ကျော်တယ်အခုဒီနောက်ပိုင်းမှာဝယ်မယ်ဆို69သိန်းခွဲရနေပြီကျွန်တော်တို့က68လောက်နဲ့ကျွန်တော်ရမှာပဲဖြစ်ပါတယ်ခင်ဗျထပ်ပြီးတော့ဈေးကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီကောင်ကိုလိုချင်နေဆိုရင်ကျွန်တော်တို့ Power Book Electronic ကိုလာရောက်ဝယ်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျကျေးဇူးများတင်ပါတယ်